ခေါင်းမှာဘောက်တွေခဏခဏထလို့စိတ်ညစ်နေရတယ်ခေါင်းကအမြဲတမ်းအစီပြန်နေတာပဲဆရာကြီးအမြဲတမ်းလဲပေါက်ထတယ်ဒီလိုမျိုးခဏခဏလူနာတွေလာပြောကြတယ်ဗောနော်ဟုတ်ပါတယ်ဒီလိုပေါက်ထတဲ့ပြဿနာကကျွန်တော်တို့လိုမြန်မာနိုင်ငံမှာအရင်အဖြစ်များပါတယ်ဘာလို့လဲဆိုတော့ဒီစိုးတိုင်းစားတွေကြောင့်ဒီရာသီဥတုပူတာရောတခါလေးအေးတာကြောင့်ဒီပေါက်ကပုံမှန်နဲ့ပို့ပြီးတော့များစေနိုင်ပါတယ်အဲ့တော့ပေါက်ကဘာလို့ဖြစ်တာလဲမကုသပဲထားရင်ဘယ်လောက်ထိဆိုးနိုင်လဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ဘောက်ကိုဘယ်လိုကုသရမလဲဆိုတာလည်းထပ်ပြီးတော့ပြပြပေးပါမလို့ဒီဗီဒီယိုကိုစောင့်ကြည့်ပေးပါDr. Nay Wellness Clinic အဲ့တော့ဘောက်ဆိုတာကျွန်တော်မက်လစီဇီယာလို့ခေါ်တယ်ဒီမှုတစ်မျိုးကြောင့်ဖြစ်တာပါမက်လစီဇီယာဆိုတာတကယ်တည်းကကျွန်တော်ဥယျာဉ်ပြာမှာပုံမှန်သဘာဝအတိုင်းရှိနေပါတယ်ဒါပေမဲ့သူကအကြောင်းအတစ်မျိုးပြကြောင့်မလို့သူကပုံမှန်နဲ့ပို့ပြီးတော့ပွားလာတဲ့ခါမှာဥကောင်းကိုအစီထုတ်တာကိုများစေတယ်သူကဒီမှုကအစီကိုကြိုက်တာဗျအစီကြိုက်တော့ခါကျတော့သူကအစီတွေကိုပုံမှန်နဲ့ပို့ထုံအောင်သွားပြီးတော့လှုံ့ဆော်တယ်အစီတွေကပုံမှန်နဲ့ပို့ပြီးတော့ထွက်လာတဲ့ခါမှာအစီတွေကိုစားသုံးပြီးတော့သူတို့ကရှင်သန်ကြတယ်ပွားကြတယ်ပေါ့နော်အဲ့လိုဒီမှုတွေပုံမှန်နဲ့ပို့ပွားလာခဲ့ခါမှာဥယျာဉ်ကပုံမှန်နဲ့ပို့ခြောက်လာပြီးတော့အဖက်ဖက်တွေလန်ပြီးတော့ပေါက်ဆိုတာဖြစ်ပါတယ်ဒီပေါက်ကဥယျာဉ်ပြာကိုအဖက်လန်ရုံကမကရဟန်းညင်ကိုလည်းဖြစ်ပေါ်စီလို့လူကိုအရင်စိတ်နှောက်ယှက်ပေးပါတယ်ဒါအပြင်ကျွန်တော်ခေါင်းကိုကင်လိုက်တာနဲ့ခေါင်းခါလိုက်တာနဲ့ဖွားတွေကြတော့လေသူများရဲ့အလယ်မှာမတင့်တယ်ဘူး confidence မရှိဘူးပေါ့နော်ဒီလိုမျိုးပြဿနာတွေကြုံတွေ့နေရပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်တဲ့အကြောင်းအရာဘာများဖြစ်မလဲဆိုတော့စိတ်ပီစီမှုပါစိတ်ပီစီမှုကြောင့်မလို့လဲကျွန်တော်တို့ဒီပေါက်တွေကပုံမှန်ထက်ပိုပြီးတော့ဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကတော့စီပိုးရဲ့ဓာတ်တိုက်တွေလို့ခေါ်တယ်ဥယျာဉ်ပြာရှောင်ရမ်းတဲ့ပြဿနာအစီနှင်းကိုမှုန်နှင်းကိုလည်းခေါ်တယ်ဒီဘောက်ကနေပါတခြားကုသမှုမလုပ်ဘဲနေလို့ရှိရင်စီဝေးဓာတ်တိုက်တွေလို့ခေါ်တယ်အစီနှင်းကိုမုံနှင်းကိုအဆင့်ကိုပြောင်းသွားနိုင်ပါတယ်ဒီလိုစီနှင်းကိုမုံနှင်းကိုဖြစ်လာတယ်ကျွန်တော်တို့ဥယျာဉ်ပြာကနှီးမြန်းတာတွေအစီပြန်တဲ့အဝိုင်းအောင်ဖတ်တွေထွက်လာပြီးတော့ဒါကဒီဘောက်ထခြင်းရဲ့ဒီပြင်းထန်တဲ့အဆင့်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီလိုကြောင့်လည်းကောင်းပါဒီလိုအဖက်ဖက်တွေလန်လာနိုင်တယ်ဒီလိုစီဝေးဓာတ်တိုက်တွေကကျတော့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဒီနှင်းကူရဲ့အမျိုးအစားတစ်ခုပဲပေါ့နော်သူကဒီခုခံအစနစ်အလုံးလုံးပုံမမှန်တဲ့တကြောင်ကမောက်ကမဖြစ်လို့ဖြစ်တာပေါ့နော်ဒါဘောက်ကနေနောက်တစ်ဆင့်ပြောင်းလဲလာတဲ့တကြောင်ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီမွေးညင်းပေါက်တွေမှာကျွန်တော်တို့ဒီပေါက်တွေကလာပြီးတော့ကတ်တယ်ဒီရောအစီကလန်းတွေလာလှုံ့ဆော်တယ်အဲ့ကြရင်ကျွန်တော်တို့ခုခံတည်တယ်ဒီမှုဆိုတာရန်သူပဲတိုက်ခိုက်ကြဆိုပြီးခုခံတိုက်ခိုက်တဲ့ညီမှာအစီကလန်းတွေရောင်ပြီးတော့ကျွန်တော်တို့အစီကလန်းရောင်ရမ်းတဲ့နှင်းကူအစီနှင်းကူဆိုတာဖြစ်လာတယ်ဒါပေါက်ရဲ့နောက်ဆက်တွဲပြဿနာပါဒါပေါက်ထက်တောင်ပို့ပြီးတော့ဆူနိုင်တယ်သူကမျက်နှာတွေหนีရဲလာတဲ့အစီဘူးတွေထွက်လာတဲ့နားတွေမှာဒီနှာခေါင်းတွေမှာဖက်ဖက်တွေလန်နေရင်ဘက်တွေကြောတွေဒီအစီဘူးတွေထွက်ပြီးဂျိုင်းတွေဖီးကုန်တွေပါရောင်တက်တဲ့ရားတက်တဲ့ယောဂတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဥယျာဉ်ပြာ6သေးတာပါဒီဥယျာဉ်ပြာရေတဲ့ခန်း6လာပြီဆိုလို့ရှိရင်အသားကြီး6လာပြီဆိုလို့ရှိရင်ခေါင်းမှာလည်းအဖက်ဖက်တွေလန်တတ်ပါတယ်ဒါကဒီပေါက်ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပေါ့နော်နောက်ကစိတ်ပီစီမှုနဲ့အစားတော့ပေါ့နော်ချိုတက်တွေနဲ့အစီများတဲ့အစားအစာတွေကဥယျာဉ်ပြာအစီပြန်အောင်အားပေးပြီးတော့ဒီပေါက်ကိုပိုဆိုးစေနိုင်ပါတယ်အဲ့တော့ဘယ်လိုကုသရမလဲဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ပေါက်ပြောက်ခေါင်းလျှော်ရည်ဆိုပြီးတော့ကျွန်တော်ဈေးကွက်ထဲမှာခေစားနေတဲ့ခေါင်းလျှော်ရည်ရှိတယ်အဲ့တော့ဒီခေါင်းလျှော်ရည်တွေကအဓိကဘာပါဝင်လဲဆိုတော့ကျွန်တော်တို့၃ချက်ရှိတယ်ကီတိုကိုဇာဆိုလို့ခေါ်တဲ့ဒီမိုသက်စီပါမယ်စင်ရီဒီယုံလို့ခေါ်တဲ့ဒီဒီယာပိုးတွေမှုတ်ပိုးတွေကိုတည်စေနိုင်တဲ့ဓာတ်တစ်မျိုးပါတယ်နောက်တစ်ခုကSelenium sulfide လို့ခေါ်တဲ့ကျွန်တော်တို့မှုသက်စီပါတယ်ဒီဆေး၃မျိုးအဓိကပါဝင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီသုံးမယ်ဆိုရင်ဒီ keto monazole ပါတာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ဒီ Kara တို့ keto blood တို့နော် Danogel တို့ Damazole တို့ Honey တို့ Nizoral တို့ဒီလိုမျိုး keto monazole ပါတဲ့ခေါင်းလျှော်ရည်တွေကိုတစ်ပတ်ကို2ရက်3ရက်ထဲလျှော်ရင်းအပြင်ဘောက်ကိုတက်တာစီမှာပဲဖြစ်ပါတယ်ကျွန်တော် Selenium sulfide ပါတဲ့ခေါင်းလျှော်ရည်ဆိုကျွန်တော်ဈေးကွက်ထဲမှာ10ဆန်ဆိုတဲ့ခေါင်းလျှော်ရည်သုံးလို့ရပါတယ်စင်ရီဒီယုံလို့ခေါ်တဲ့ဆေးကတော့သူကသူ့ကြည်တည်တံမထုတ်ဘဲနဲ့ကျွန်တော်ကီတိုကိုနာဇိုနဲ့တွဲတာမျိုးတွေ့ဘူးတယ်ဒီဖလီကိုနာဇိုဆိုတဲ့ဆေးနဲ့တွဲတာမျိုးတွေ့ဘူးတယ်ပေါ့နော်တွဲဖက်ပြီးတော့အသုံးပြုကြတယ်ပေါ့ဗျာအဲ့တော့များသောအားဖြင့်တော့ကျွန်တော်တို့ဒီကီတိုကိုနာဇိုပါတဲ့ခေါင်းလျှော်ရည်ကတော့ဈေးကွက်ထဲမှာအများဆုံးပဲဒီဆယ်လီနီယမ်ဆာဘိုက်ကတော့ကျွန်တော်ဈေးကွက်ထဲမှာ10ဆန်ဆိုတဲ့တစ်စိမ့်နဲ့ဝယ်လို့ရတယ်ပေါက်ပြောက်ခေါင်းလျှော်ရည်ကိုကျွန်တော်တစ်ပတ်ကို2ရက်3ရက်အနည်းဆုံးလျှော်ပေးတင်တယ်ပေါ့ခေါင်းလျှော်တဲ့အချိန်ကြီးပေါ့နော်ကိုကအစီပြန်တတ်တယ်ပြင်အားကစားလုပ်ရတဲ့လူတွေဆိုလို့ရှိရင်တော့နေ့တိုင်းခေါင်းလျှော်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောတာမူတယ်ကြီးပါတဲ့ခေါင်းလျှော်ရောတစ်ပတ်ကို3ရက်4ရက်ထက်ပိုပြီးမလျှော်နဲ့ပေါ့နော်အကြာရက်တွေမှာလျှော်ခြင်းနေဆိုရင်ကလေးသုံးတဲ့ baby man organic shampoo မျိုးသုံးပြီးတော့လျှော်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဥယျာဉ်ပြာကိုအရန်မကုတ်ပါနဲ့ရားလို့ဆိုပြီးတော့ဥယျာဉ်ပြာကိုရမ်းကုတ်တယ်ဆိုရင်ရောင်ရမ်းချင်းပို့ဆိုးတယ်ကျွန်တော်တို့ဒီ beauty salon တွေသွားတဲ့အခါမှာဒီခေါင်းလျှော်တဲ့အခါမှာတို့ကဘာပြောလဲအကိုအမရားတဲ့နေရာရှိလားဟာရှိရဆိုရင်အဲ့နေရာတို့ကပြင်းတော့ပဲကုတ်တော့ပဲအဲ့မှာသူကပို့ဆိုးတတ်တယ်ဘာပို့ဆိုးတယ်ရောင်ရမ်းချင်းကပို့ဆိုးပြီးတော့ချင်းဆွဲမှုယောဂါကိုပို့ဆိုးစေနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဆောင်းရမ်းရှောင်းနေတဲ့အချက်တွေသုံးပြီးတော့ဘောက်ကိုကုသမှာဖြစ်ပါတယ်ဘောက်ယောဂါကတေချာစနစ်ကြမကုသပဲထားရင်ကျွန်တော်ခုနပြောတဲ့ဘောက်ထက်ပုံပုံပြင်းထန်တဲ့
စီပိုးရဲ့ဒမ်တိုင်းတွေလို့ခေါ်တဲ့အစီနှင်းကိုမှုနှင်းကိုအစဉ်ကိုကူပြောင်းသွားပြီးတော့ဒီနာတာရှည်ရောတကူဆွဲကပ်သွားနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေကဘောက်ရှိနေလို့ဆိုပြီးတော့ကိုကဘောက်ပဲငါဟိုကောင်းချော်ရေးလျှော်လိုက်ဘောက်ပြောက်ကောင်းချော်ရေးကလေးရားတွေလျှော်လိုက်သူများပြောတဲ့ကောင်းချော်ရေးတုံးကြည့်လိုက်မြန်မာပြည်ကနေထုတ်တဲ့သဘာဝကောင်းချော်ရေးတွေတုံးကြည့်လိုက်ဒီလိုမျိုးနဲ့အချိန်ကုန်မနေပါနဲ့ဆရာအောင်လေးတေချာဆွေးနွေးပြီးတော့ဒီမိုသက်စီတောက်ဖို့လိုအပ်တယ်ဆိုရင်မိုသက်စီတောက်ပြီးတော့ကုသပါလို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပါပေးတဲ့အကြောင်းလေးမိတ်ဆွေရဲ့အကျိုးရှိရဆိုရင်commentမှာတခုရေးပေးခဲ့ပါအောင်တခြားမိတ်ဆွေတွေအောင်လည်း share ပေးသွားပေးပါအောင်နောက်တဲ့ကျမရဲ့ဘူးဒရာဗီဒီယိုတွေသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ account လေးကို follow လုပ်ထားဖို့မေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်